ပြန်လာ Destination will be on the right. အော်ဒီကားဘာကားလဲလိုင်းကားအဲ့လိုကြီးလားမတရက်စီရလားဟေးလာတော့လာ ဒီဘက်တွေလည်းလှတယ်ဒီဘက်တွေလည်းဝေးလှလိုက်တာရှုခင်ရလဲ မတွေ့ရဘူး ဟာလေတော်တော်လှတယ်နော် ဒီနေရာမဲဆောက်မြို့နဲ့ဘယ်လောက်ဝေးလဲ မြို့ ဒီနေ့နိုင်45မိနစ်တနာရီ ဟုတ်တယ် ကော့မနောင်လို့ခေါ်ပါတယ်လို့မဲဆောက်ပြန်လာလေတဲ့လူတွေဒီနေရာအဓိကလာကြပါလို့ ဖြစ်ပြန်ပြီ အမ ဒါတော့ဟိုအဒီမှာ ဆရာဘာတူလဲဆရာနီနိုကားငါလို့ရတယ်ဒီသူ တက်ဖို့ရိုက်တယ်ကောက်မရိုက်ရဘူးတော့ ဒီမှာလေဒီကထိုင်တာမဟုတ်လားဒီနေရာဖြစ်သွားပြန်ဟိုနေရာနဲ့ဒီမှောင်နေတာဟောဒီဒုက္ခပဲထပ်မနေခိုင်းနဲ့ ခုန ထပ်မ နေ နေ ရာ ခို မှာ င်း မိုက်နေတော့မှာအမှမရှိတော့ အော်သူတို့ဒီ view point လားမသိ ဟောမှာသူရတကယ် အော်မှလူတွေတောင်ရှိရ ဘာမနာ ဈေးဆိုင်လာ ကောမနောင်အဲ့ဒါကိုရိုက်ချင်တာမရိုက်ရတော့ဆရာကျမ ကြားလာ Your destination is on the right. ရိုက်လို့မရဘူးငါဒီတောက်တွေမှာဆို အမှလည်းကောမနောင်နဲ့ဆိုင်ရတာ ကောမနောင်33 ပြန်ကြရတယ်ဒီကောင်ကြည့် အဲ့ဒီကောမနောင်မှာဓာတ်ပုံရိုက်မယ်ဆဲတော့ ရိုက်လေပါအောင်ကားပေါင်းတွေတန်းတန်းလိုက်ဟိုမှာတရား ဒီမှာဖုန်းထဲမှာအကုန်လုံးကြားရပြီသွားပြီ မကြီးပြန်လာမကြီးပြန်လာတာ မကြီးပြန်လာမှာ ဟောင်းတော့ မကြီးကငါဖုန်းဆက်လာမကြီးငါပြောရပြန်လာ ဟောထေပို့ပြတယ်မှာရှိတယ် ဟေးရေတွေလှလိုက် တိုး တာ ရနော်ဆရာဖက်ချမ်းတယ်မြန်မာပြည်ကျွန်တော်တို့ရောက်နေပြီနော်မလား ဘယ်လိုလဲ မြန်မာပြည် ရဗီဒီယိုရ ဟတ်လား ဟိုမှာလေ မြန်မာပြည် ဘာချမ်းလဲ အဲ့ဒါမြောက်ဝတီပဲချမ်း ဟတ်လား မြန်မာပြည်ပဲ อ๋อအဲ့ဒါမြန်မာပြည်ပဲဖြစ်ပါတယ်အခုတွေ့ရတာဒီဟိုကမြန်မာပြည်ပဲလား ဟုတ်တယ် အဲ့ပဲတွေစိုက်တာလေ ဟောဖက်ချမ်းတယ် อ๋อဟိုကအချောင်းဘက်ချမ်း ချောင်းဖက်ချမ်းမြန်မာ อ๋อချောင်းဘက်ချမ်းမြန်မာပြည် ချောင်းလေးပဲချမ်းတာအဲ့ဒါတောင်ရင်မြင့်လို့ခေါ်တယ် ဥစ္စာ တောင်မဟုတ် အဲ့ဒါတောင်ရင်းမြင့်လားဟုတ်ကဲ့ ဒါတောင်ရင်မြင့် အဲ့ဒါဆိုတာကင်ပြည်နယ်ပဲ ဒါပေါ့ ပြင်းပြင်း တောင်ရင်မြင့်အရှိဖြာအနောက်ဖြာအဲ့လိုရှိတယ်တောင်ရင်မြင့်အဲ့ဒါကိုပုတ်ခေရနာမှာအရှိပူအနောက်ပူဆိုတောင်ရင်မြင့်အရှိပဲပူနဲ့အနောက်ဘက်ပူရမတူဘူးစကားပြောကြားလိုက်တောင်ရင်မြင့်ရောက်တော့မယ်တဲ့တောင်ရင်မြင့်တောင်ရင်မြင့် ဘယ်နားမှာလဲကော့မနာ ခုနညာပဲလေ အော်ကြိုက်ခဲ့ပြီ ခုနဆိုင်းဘုတ်လေးလေ အော်အဲ့ဒီဆိုင်းဘုတ်လေးကကော့မနောင်းဆိုတာအဲ့ဒီဆိုင်းဘုတ်လေးစီကရောက်လာဖို့အမလီလေးလက်စီကုန်ခံပြီးလာရတယ်နော် အဲ့ဒါရှုခင်းရန်ထားရလေ လောကကြီးရတယ်နော်မတရားလိုက်တာ အဲ့ဒါအိမ်ထဲမှာပဲနေတော့ အေးရှင်မနေဘူးမဆော အဲ့လေစီကုန်ခံပြီးတော့လာရတယ်လို့ကော့မနောင်းရဲ့ဒီဆိုင်းဘုတ်လေးတွေဓာတ်ပုံလေးတစ်ချက်အရိုက်ခံဖို့အဲ့ဒါ ဆိုင်ဘုံမဟုတ်ပါဘူးဒီကရှုခင်းလေ ရှုကင်းလေ landscape လေ ဒီမှာလည်းလက်စကေငါတွေ့တာတော့မှတ်တိုက်တစ်ခုပဲတွေ့တယ် နေအဲ့ဒါဆိုနေဝတ်ထားခြင်းခံရပြီ ငါထားချင်းခံရပြီသူရဝထားချင်းခံရတယ်ဒီဟိုဒီညမှာဟောရှိတယ်ဒီမှာလဲ ဒါမကြီးပြီနေအိုးမိုက်လိုက်တာမကြီးပြီ တိုးရရှိတယ်စိတ်တွေပါရှဲတာတော့ပြချင်တယ် ဝယ်လို့ရနော် ဟောဒီမှာတွေ့နေစိတ်တွေရှိတာ တောင်းလေးပါလေညလို့ရတယ် ရုံအကြီးမျိုးရရုံကြီးမျိုးလေ နေပါချင် အာဒီမှာတိုးတွေစိတ်တွေမိုက်လိုက်တာငါလည်းအဲ့လိုမွေးကျင်တယ် ဒီမှာလာ ဟမ် ဦးဒီမှာစိတ်ကစိတ်ချမ်းလား တိုးဆန် တိုးချမ်းလား အဲ့အောင်မလား အဲ့ရက်ခံ မရက်လာနေမှာ ဟမ်ပတ်စံတောင်းလာတာ ဟုတ်ပါဘူးသူလမ်းပြတာဟိုကားထွက်မယ် အဲ့ဒီရှေ့ကိုသွားလိုက်နေရောက်သွားပြီ ညဝတီကားတွေလားမသိ ဟုတ်ပါဘူးဒါ ဘူး ဟိုဘချမ်းပမာပြပါလား ဒီအပါစီ စီရများလားမရှိလား အိမ်သာရှိတာတီးတော့ပေါ့ ဒီစံထမင်းစား
ဟိုမှာသူ့ရဲ့ချီရှိတယ်အဲ့ဒါလေ ချက်ပြီးအဲ့ဒါကြီးမစားချင်တော့ဘူး ချင်းဟင်း ဒီလိုမျိုး ပြပါဦးဝစီတုံးနေခါရတိုးကုန်လားသမင်းရှိလား ရှိရပါဆရာ လိုက် ဆက်တယ် လိုက်တော့ရှာနေ ဟိုမှာကြည့်လိုက်မယ်တစ်ခုပါရှိလဲအဲ့လေ မမ မမဆမ်းမလား မမလေးလည်း မမပဲကြည့်လိုက် နည်းနည်းစားပြရမှာ